အားလုံးပဲမင်္ဂလာပါကျမကတော့ဂျေဂျီမှာရှိတဲ့ရောင်မီကြီးပန်းချံကိုသွားခဲ့ပါတယ်နေရာကတော့ဂျေဂျီ Jumon Tourist Complex မှာရှိပါတယ်အာဆီယံကနေလာတဲ့ကျမအတွက်ကတော့ဒီနေရာလေးကအရန်ကိုထူးခြားတဲ့နေရာလေးဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဝေးရမြေမှာမကြာခဏတွေ့ရတဲ့အပင်တွေကိုအများကြီးတွေ့ရနိုင်တာကြောင့်ပါကျမတို့အိမ်မှာစိုက်လေးရှိတဲ့အပင်အမျိုးအစားတွေကိုလည်းတွေ့ရတဲ့အတွက်ကြောင့်မလို့အရန်ကိုပျော်ရွှင်ခဲ့ပါတယ်။အပူပိုင်းဒေသမှာပေါရောက်တဲ့အပင်အမျိုးအစားတွေကိုကလေးတွေကအနီးကပ်တွေ့နိုင်တဲ့အတွက်ကြောင့်မလို့မိသားစုတွေနဲ့ခီးလင်းလုပ်ဖို့အကောင်းဆုံးနေရာလေးဖြစ်ပါတယ်။တစ်ခေါက်လောက်တော့သွားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ Highly recommended ပါ။